ကဲဒါကခောက်ဆက်ပြက်ကိုစားတဲ့ညီမဒါငယ်မဒါကြီးမအပါထွက်လာအောင်မယ်ငတ်ချင်ခောက်ဆွဲပြုတ်ကဖြစ်မရသေးကိုစားနေတာရောခောက်ဆက်ပြုတ်တို့ကိုစားရတာလေကြည့်ပါအောင်ကိုစားကြတာတဲ့ရေကခေါက်ဆက်ပွားသွားတယ်နော်ရေကတိတ်မမြင်ရတော့ခေါက်ဆက်ပွားသွားလို့ပါသမီးထားယူလာခဲ့လိုက်ခဏမဖန်လိုက်လို့ Let's go စားကြမယ် What the fuck ဒီပေါ်တယ်ကျတော့မြူရမယ်တော့ထိဆုံးကပါယူရတာတစ်ချက်ကရမကူတော့ခိုင်းလာခဲ့မယ်ဒါတော့အကခိုင်တော့ခံနေလေပဲယူတော့နော်စားပါမယ်ရှင်ညာစားခြင်းနေနာဖတ်1တော့ကတော့တိတ်မစုံနေလိုက်ပါငါလည်းတို့ဖွာလာတာကြည့်တို့ဖွာလာတာမကျမ speaking စားပြီလေဒီလိုထားကြည့်ကျမမှာ everybody ရစားပြီလေရတာစီရကြီးရတယ်မလောက်ထားကြအောင်ကျမစားဘူးမကြည့်ဂုဘာကတော့ထွက်လိုက်မလားဘုမနဲ့ချိုးတာတိုးရင်းနဲ့ကျမစားပါမယ်โอเคခဏနော်ဓာတ်လေးကိုကျမတို့ဒီကျမတို့ပကံလေးလေးထည့်လိုက်ပါမယ်အိုးအရှိရလေတူလားခောက်ဆွဲများပြီသူကအရှိရအရှိရနည်းနည်းပဲရှိတော့ခေရကဲပကံပြီးမယ်ကဲအငယ်မပကံရင်ပြီးလိုက်ငယ်မအောက်ချတာကံပူလောလောလေးပါဟုတ်ဒါလေးမှာအငယ်လေးရင်ကျွေးရပါတော့ကျမအကြီးဆုံးနဲ့နာခါလိုက်တယ်အေးကိုဖြစ်တာဘလို့အိုးရsorry ပါအော်ပေးပါထားလိုက်ပါသူတို့အဲ့အရင်ကျမဒီပကံအားထားတယ်အကုန်စားရမှာပေါ့နော်အရင်ထည့်ပေးရပါစားချင်စရာဟာစနော်တော့ပါအောင်လား what ဟိုကဘုံလေးထဲမှာရှိတယ်ခေကျမလည်းထည့်လိုက်မယ်နော်ဘလို့ခင်လေခေကျမလည်းထည့်ပါကျမစားကျမအစားအရင်ကြည့်လိုက်ပါအောင်ဒါတော့အလက်မပေါ့နော်စားကြပါအောင်ရှင်သူကမျိုးတဲ့နေရာပထမပေါ့စုပ်ပေါ့နော်သူနေလေကောင်းရစားကြည့်ရင်ကောင်းရပဲโอเคကျမစားကြည့်မယ်ဟောနေမှလည်းမသိသူတော့ကောင်းတယ်လို့ပြောကောင်းတယ်ချင်းငါစက်ကလေးပါချင်းပြုံးပြုံးလေးနဲ့အရာကောင်းတယ်ကျမတို့မိမိချင်းချစ်မိသွားပါတယ်ကျမကလေဘလုံးကားကြီးရှေ့ဖြစ်သွားမိမိချင်းချစ်မိနေတဲ့အတွက်အချစ်ရတဲ့သူမျိုးတော့ချစ်ကြပါနဲ့လို့ပြောချင်ပါတယ်ကျေးဇူးပါနောက်ပြန်တွေ့ပါမယ်နော်